ဖွေရှာဝမ်းဝယုံသာကျွန်တော်လေးရည်တည်နိုင်ခဲ့တာလူဘဝစတင်ကြတဲ့ကလောကရက်ကိုရင်ဆိုင်ခဲ့ရတာမပြေလေတဲ့ဘဝလေးတွေမှာကျွန်တော်လေးရုန်းကန်ဖွေရှာဝမ်းဝယုံသာကျွန်တော်လေးရည်တည်နိုင်ခဲ့တာနောက်ဘဝကျွန်တော်နာကမှာလိုအပ်ဆုံးရာအမေရဲ့မြတ်တရားပါအရာရာကိုလမ်းပြပေးသူရဲ့ကောင်းကြီးတောင်းဝလာပါရဲ့အတွက်ရှေ့ဆောင်လမ်းပြပေးခဲ့သူချစ်တော်မိမိအနန္တမြတ်တာရှင်တော်တို့အတွက်အားထားရပါလေအိမ်မှာဆိုညမလေးများနေအတူတူကစားခဲ့ကြအခုချိန်မှာဘဝရဲ့ရည်မှန်းချက်တွေကိုစီကိုငေါယုံကန်နေရတာလူဘဝခဏတာအစဉ်ပြေဖို့အတွက်ကျွန်တော်လေးယုံကန်ရအောင်ပါတင်ကြတဲ့ကလောကရက်ကိုရင်ဆိုင်ခဲ့ရတာမပြေလေတဲ့ဘဝလေးတွေမှာကျွန်တော်လေးရုန်းကန်ဖွေရှာဝမ်းဝယုံသာကျွန်တော်လေးရည်တည်နိုင်ခဲ့တာနောက်ဘဝကျွန်တော်နာကမှာလိုအပ်ဆုံးရာအမေရဲ့မြတ်တရားပါအရာရာကိုလမ်းပြပေးသူရဲ့ကောင်းကြီးတောင်းဝလာပါရဲ့အတွက်ရှေ့ဆောင်လမ်းပြပေးခဲ့သူချစ်တော်မိမိအနန္တမြတ်တာရှင်တော်တို့အတွက်အားထားရပါလေအိမ်မှာဆိုညမလေးများနေအတူတူကစားခဲ့ကြအခုချိန်မှာဘဝရဲ့ရည်မှန်းချက်တွေကိုစီကိုငေါယုံကန်နေရတာလူဘဝခဏတာအစဉ်ပြေဖို့အတွက်ကျွန်တော်လေးယုံ